အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ official GR YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စလီနာကိုရုံးဆော့ပြီးဘယ်လိုကြမ်းရမလဲဆိုတော့ပြသပေးတော့မှာဖြစ်ပါတယ်ပွဲမစခင်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ဖို့အတွက်တောင်းဆိုချင်ပါတယ်ကဲပွဲစားပြီဆိုတာနဲ့အလဲလေးမှာ creek ကိုရှင်းပြီးတော့ပေါ်လင်းကိုဂိုးမယ်ဗျာအပေါ်လေးမှာ browser လုပ်နေတဲ့အတိုင်း enemy နှစ်ကောင်ကကျွန်တော်တို့ရဲ့ Muslim event ကိုကန်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်း backup လုပ်ပြီးတော့ပြန်ဖြည့်ပေးလိုက်တယ်အမှဗျာ enemy နှစ်ကောင်ကကြောက်ပြီးတော့ပြန်ပြေးသွားတယ်ပေါ်လင်းကအဆင်ပြေပြီးဆိုတော့အလဲလေးကိုပြန်ပြီးတော့ rotation ပြန်လုပ်မယ်ဒီအချိန်မှာဗျာ enemy ရဲ့ DV ကကျွန်တော်တို့ခြုံလာစစ်မယ်ဆိုတော့ကျွန်တော်သိတယ်အဲ့ဒီအတွက်ကြောင့်သူ့ကို arrow ဖြောင်ပြလိုက်တယ်လို့ရှင်တစ်ချက်ဝင်ကုတ်လိုက်တယ်ဗျာလို့ရှင်ပြန်ထပ်လိုက်တယ်အဲ့ကောင်တောင်းမပြန်မဲနဲ့ဖျံအောင်မယ်ဆိုတာသိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော် arrow လေးနဲ့ AC လေးပြလိုက်ပြီးတော့ KO AC လေးကောက်လိုက်တယ်လေးမှာကန်ပြီးတော့ကျွန်တော်တို့ EOS ကအပေါ်လေးမှာ2ပတ်သက်ဝင်မနိုင်တဲ့အတွက်ကြောင့်သွားပြီးကန်မယ်Arrow team မှုအတွက်အခုလိုမျိုးလက်ကလေးနဲ့ထောက်ပြီးတော့ enemy ရဲ့သွားမဲ့အရှိကိုကြိုးပြီးတော့ပစ်လိုက်ပါ Arrow TV ဆိုရင်အခုလိုမျိုး AAC ဝင်ကောက်လိုက်ဗျာလို့ရှင်တစ်ချက်ဝင်ကောက်လိုက်ဒီကောင်မပြန်မဲနဲ့ဒီဖင်ရအောင်မကြည့်ပြန်ပစ်တယ်ကျွန်တော်ကမှ AAC လေးနဲ့ Arrow နဲ့ပစ်လိုက်ပြီးသားအပေါ်လင်းကိုတယောက်တည်းထပ်ပြီးတက်လာတဲ့ Baleric ကို Arrow လေးနဲ့ထိအောင်ပစ်လိုက် Arrow ပစ်တာ TV ဆိုရင်အခုလိုမျိုး K လေးကိုကောက်စားလိုက်လို့ရပါတယ်ဒီနေ့မှာကျွန်တော်စကားတစ်ခုပြောမှာကြာပင်နာကိုကိုင်းတဲ့တီးဖြစ်စေမကိုင်းတဲ့တီးဖြစ်စေ Arrow ထိတာနဲ့ဝင်လာကိုပြသိလား Arrow ထိပြီဆိုရင်ရန်သူကအနည်းဆုံးတော့စတန်ပါပဲပြီးလို့ရှိရင်ဝင်ကုတ်တဲ့အတွက်ကြောင့်သူကိုင်းပြီးတော့ပြန်ပြီးပြေးတဲ့အခါကျကျွန်တော်တို့ဘက်က5 မိနစ်ပို့ပြီးတော့ရမှာဖြစ်ပါတယ်ဒီရဲ့ပေါ်လေးမှာဗျာ enemy ရဲ့အပြောက်နေပြီးတော့ချုံမုတ်တဲ့မှာကျွန်တော်စောင့်နေတော့ကျွန်တော်သိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်လှမ်းပစ်လိုက်40ပဲ DVR လေးထိပြီးတော့ key လေးကောက်လိုက်အဲ့မှာဗျာ enemy ဘက်ကလီလာကျွန်တော်ပြန်ပြီးအထင်းနဲ့ပြည်တယ်ကိုပြန်ပြီးဖို့အတွက်တောင်းထဲမှာနေရာရတဲ့အချိန်လီလာလေးမင်းဘွားတော့သွားပြီကွာ AAC လေးပဲအဲလိုနဲ့ပြစ်လိုက်တယ်ဗျာထိတယ် AAC လေးပဲဝင်ကုန်ပြီးတော့ပြေးလိုက်တယ်ဗျာအပေါ်လင်းကိုကမ်းပြီးပြီဆိုတော့အလဲလင်းကိုပြန်ဆင်းတဲ့အခါမှာ enemy ဘက်ကဘယ်လိုကကျွန်တော်တို့လင်းကိုတက်လာမယ်ဆိုတော့စီလို့အဲလိုနဲ့ပြစ်ပြီးတော့စတန်ပြီးတော့ကောက်ဝင်ကောက်လိုက်တယ်ဗျာဒီနေ့မှာဗျာ enemy ဘက်ကချောင်းဘလောက်ပိနေမပိနေတော့ကျွန်တော် view မွန်းစားလေးစားရတယ်ဗျာ fishing ရတိတာယူမင်းလေးအဗျာအဲ့ဒါကိုမပြန်မင်းနဲ့ရက်ဆောင်ပြီးတော့ကျွန်တော်တို့ပြေးချင်တယ်ကျွန်တော်တို့ easy လေးပဲတက်လိုက်တယ်ချောင်းကဒီကမှာကျွန်တော်မကျင်တဲ့ဘူးအဲ့ဒီတော့ကျွန်တော်လိုက်တက်တာ Baleric scale wine နဲ့ကျွန်တော်အားပါပြီးလည်းပြီးတော့ကျွန်တော်ဒီကိုင်းရင်ဝင်အုပ်တယ်ကျွန်တော် easy လေးပဲ area နဲ့ပြပြီးတော့ဒီကောင်တက်လိုက်ဒီခါမှာတော့အနောက်မှာကြီးရဲ့ကြောင်းလေးကိုပြေးလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဝင်တက်လိုက်တယ်ကျွန်တော်ကိုယ်တိုင်ပြန်ပြီးသွားတယ်ဖျားဗျာဖျားမှုအမှမခံတော့ဒါမျိုးဆိုရင်ဒီမှာဗျာဒီဘီကအရန်ကိုဖျံလို့လေဗျာအဲ့ဒီတော့ကျွန်တော်ကလည်းအဲလွေးနဲ့အလားလေးကေးပြီးတော့ဒီကောင်တက်လိုက်တယ်ဗျာဒီမှာဗျာခြောင်နဲ့ကြည့်ပါဦးဘယ်ဘွားကဂျန်ညိုးလဲမျိုးကျွန်တော်အုံလေးပဲလိုက်ကန်ဗျာကျွန်တော်ရူမာဖြစ်တဲ့အတွက်ကျွန်တော် AC လေးပဲအဲလွေးနဲ့ဒီဘီကလေးပြလိုက်ပြီးလို့ရှိရင် AC လေးပဲကောက်လိုက်တယ်ဒါရူမာလေးရဲ့အနစ်နာခံတယ်ကဲဒီနေရာမှာကြည့်ပါဦးဗျာအလူဘက်ကကျွန်တော်တပ်ဖို့အတွက်စောင့်နေရဗျာစောင့်နေနဲ့မင်းစောင့်နေဆိုတာပြန်မလာဘူးစောက်ယူရဲ့ချက်ပဲကောက်လိုက်ဗျာအမေချောင်းကကျွန်တော်ရဲ့ကောင်မလေးလိုက်နေရဗျာတက်ဖို့အတွက်လိုက်နေတာကျွန်တော်ကလည်းတည်ရမယ်သူပြန်လာမယ်ဆိုတော့တည်တော့ကြောင်းအဲလိုနဲ့ပြပြီးတော့တက်ပေးလိုက်တောက်ယူသေးဒီနေရာမှာဆုံးမရှိတဲ့ကောင်တွေငိုလို့ရပြီနော်ဒီမှာကြည့်ပါအောင်ဗျာဒီဘီယာလေးကကျွန်တော်တို့ကေးကျင်တာသူအေးသေးလေးပဲအဲလိုနဲ့ပြပြီးတော့တက်လိုက်တယ်ဆလစ်ကလေးပါတုံးလိုက်မယ်နောက်ဆုံးတော့လေကွီးချောင်းလေးကတော့ပဲရှုံးရပါလိမ့်မယ်ဗျာနောက်နေ့တွေမှာလည်းတခြားရေးတွေနဲ့ကြမ်းကြမ်းနဲ့ကောက်ကြဖို့အတွက်ဆက်လက်ဆောင်ကြည့်ပြပါဦးလို့ပြောချင်ပါတယ်